စပင်ပြောင်းပြောင်းလဲလူမိုက်ခေါင်းဆောင်ကမင်ရွက်ကိုချေရလဲရမကောင်းပဲအလုတ်ကျန်းတွေလုပ်နေရလို့တနာစရာဆိုပြီးလှောင်ပြောင်းပါတယ်။ဒါပေမဲ့အနီရောင်ကဝန်းတဲ့ချွင်းရံဆိုတဲ့အမျိုးသမီးကမင်ရွက်ကိုမတနာဖို့ဝင်ပြောင်းပါတယ်။လွန်ခဲ့တဲ့10နှစ်ကထျန်းရီရဲ့အမေဟာမင်ရွက်ကိုကေတင်ရင်ပြုတ်ချပြီးဒုက္ခိတချက်ပါခဲ့ရတာပါ။အဲ့ဒီကျေးဇူးကြောင့်မင်ရွက်ဟာထျန်းရီရဲ့ပညာရေးအတက်ထောက်ပံ့ပေးနေရတယ်လို့ဒုက္ခိတချစ်နေတဲ့သူ့အမေကိုပါဖြူဆူဆောင်းလျှောက်ပေးနေရတာဖြစ်ပါတယ်။မင်ရွက်ကအလုပ်ရှိသေးတယ်ဆိုပြီးထွက်သွားဖို့စူးစမ်းပေမဲ့လူမိုက်တွေကသူ့ကိုအတင်းဆွဲထားပြီးဆက်နှောက်ကြပါတယ်။လူမိုက်ခေါင်းဆောင်လူကသူ့ကိုသဘောကျနေတာဖြစ်ပြီးဒါဟာမင်ရွက်အသက်ကန်ကောင်းတာပဲလို့တပြေးဖြစ်သူတွေကမြောက်ပေးကြပါတယ်။မင်ရွက်ကသူလင်းထန်းရီနဲ့လက်ထပ်ထားပြီးသားလို့ပြောပြီးမြင်လူကတော့ထန်းရီဟာမိမလှုပ်ကြွေတာကိုထိုင်စားနေတဲ့အတုံးမကျတဲ့သူဆိုပြီးလောင်ပြောင်းပါတယ်။ချွင်းရံကထန်းရီဟာတက္ကသိုလ်ကျောင်းသားဖလို့နောင်တစ်ချိန်မှာအောင်မြင်မဲ့သူချစ်တယ်လို့ကကွယ်ပြောဆိုပါတယ်။ထန်းရီလိုလူမျိုးကမင်ရွက်လိုအောက်ခြေသိမ်းအလုပ်ကြံလုပ်တဲ့သူနဲ့မတန်ဘူးလို့လည်းချွင်းရံကနှိမ်ချပြောဆိုပါတယ်။လူကတော့ဒီညမင်ရွက်ကိုသူပိုင်ဆိုင်ရမယ်လို့ကြုံဝါလိုက်ပါတယ်။ချွင်းရံကဒါတွေအားလုံးဟာမင်ရွက်ကောင်းစားဖို့အတွက်စီစဉ်ပေးပါလို့အရှက်မရှိပြောဆိုပါတယ်။လူနောက်ကိုလိုက်သွားရင်အလုတ်ကျန်းဒီလှုပ်ရှားမလို့တော့သလိုထျန်းရီရဲ့ဖိနာအီကိုလည်းရွာမှာအချမ်းသာဆုံးဖြစ်တဲ့သူ့မိသားစုကပဲထောက်ပံ့ပေးသွားမယ်လို့ချွင်းရံကဆိုပါတယ်။အဲ့ဒီနော်ချွင်းရံကလူမိုက်ခေါင်းဆောင်လူကိုအလိုတူအလိုပါအချက်ပြပြီးထက်သွားတဲ့အခါမင်းရွက်တယောက်အကူညီမဲစွာနဲ့အချက်ရိုက်သွားပါတော့တယ်။အာကိုရမဲဖြစ်နေတဲ့မင်းရွက်လေးလူမိုက်တွေလက်ထဲကနေဘယ်လိုရုံးထွက်မလဲသူ့ကိုလိုက်စာနေတဲ့ထွေးကြီးအဖေနဲ့ညီမလေးကတော့အချိန်ပြီးရောက်လာပါမလားဆိုတာသိချင်ရင်နော်ဒီဗီဒီယိုလေးကိုအသေးလေးပေးချပြီးနောက်ပိုင်းဆက်လက်အပြည့်အစုံကိုဆက်ကြည့်ဖို့အတွက်ကျမတို့ရဲ့အကောင့်လေးကိုအခုပဲ follow လေးလုပ်ပေးခဲ့ကြပါအောင်ရှင်အဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်